ကဲပရိသတ်တို့အားလုံးပဲလာပါဒါလေးကတော့ Minecraft ပါတူပေါ့နော်ကျွန်တော်ညီမလေးအခုလောလောဆယ်တော့သူကတချင်းတွေရှောက်ဖွင့်နေပေါ့နော်မဖွင့်ဘာတချင်းတွေဖွင့်မှန်းလည်းမသိဘူးတော်တော်ကြောင်တောင်နိုင်နေလောလောဆယ်တော့ဒီရနည်းနည်းရွှေ့လာမှာဒီနားလေးထားရအောင်နော်အဲ့အဆင်ပြေအောင်လို့ကျွန်တော်ချက်ထားလိုက်မယ်ဒီနားမှာအသားလေးပါလေးလိုက်ရှာလိုက်အသားလေးပါလေးရှာမယ်ပြီးရင်ခီးဆက်ထွက်မယ်ကျွန်တော်ရဲ့ဂိုးကတော့ဘာလဲဆိုတော့အနာဒရာဂွန်ကိုတတ်ပါပါအနာဒရာဂွန်တတ်တာအဲ့တော့ကြည့်တော့လွယ်မနေဘူးကြဟာwhat the fuck ဘာလို့မလဲဟောတားနေခုတ်မှာတော့မင်းဟောဒါမင်းကဖျားနေပြီငါတားနေခုတ်မရလို့ဆဲမိလိုက်လည်းပဲတားမှာပါလေကောပါဟဲမဲတဲ့ကောင်းလားလက်ခွမ်းနေမှာပဲစုပ်ကြီးလာပြီငါစိတ်ညစ်ငါဘယ်နာရောက်လာလဲမသိကျွန်တော်ဘယ်နာရောက်လာလဲမသိဘူးကျွန်တော်ဟို furnace တောင်ဘယ်နာမှာလဲမသိအပရိသေကြီးတို့ကျွန်တော်လမ်းလေးပြောပြစနေဒီငါလမ်းပြအောင်ဘက်တွေပါတယ်ဘယ်နာထားကြလဲမသိဘူးဒီမှာမတွေ့ကျွန်တော်ညမလေးမှာတော့တချင်းတွေရှောက်ခွင့်တိုင်နေတော့ရပြီဟုတ်ပါပြီကျွန်တော်လက်တော့မယ်ပေါ့နော်ပရိသတ်ကြီးတို့အတန်ကြီးကြားနေရတယ်ဆိုရင်နော်တောင်းပါပါလေဟိုမှာတချင်းဖွင့်တာပေါ့နော်ဖြစ်နိုင်မယ်ဆိုတော့ဒီညနေမှာပဲဟိုလေးတင်မယ်ပေါ့နော် MLB ပါတူလေးတော့ရကျွန်တော်သိတော့မယ်ဟိုလေးစားလာစတားလေးစားလာတို့ရလည်းမတက်ဘူးဗျာအနာကနေမတက်ဘူးမြန်ပြခဏလောက်ဆောင်ခဏလောက်ဆောင်ခဏကျွန်တော်ဟိုခီးဗန်တို့တွေလောက်လာကျွန်တော်ဒီတိုင်းဆိုတော့ကျွမ်းမလို့တော့အဲ့လောက်ရင်ကျွမ်းနော်အဲ့ဒါသေသွားနိုင်တဲ့အတွက်ကြောင့်မလောက်လာတာပါခီးဗန်တို့လိုက်ပြီခဏပြန်လာခဲ့ကြီးကျွန်တော်ပြန်လာပါပြီဟိုင်းပြောတာဟိုကဘာတွေစိတ်ကောက်တယ်မသိဘူးနော်ကျွန်တော်ဘာအားပြောကျွန်တော်တော့ခီးဆက်ထွက်ပါမယ်ဟိုအကောင်လေးတွေ့ရင်လည်းပြောရမယ်ပေါ့နော်ဟိုကောင်လေးတွေ့ရင်အဲ့လောက်ကြီးလန့်ရမှာမလို့ဒီကောင်လေးကျွန်တော်တခါတလေရုပ်တရက်ကြီးဆိုရင်တော့ကျွန်တော် jump scare ပေးနိုင်တာပေါ့နော်ဒီကောင်လေးလက်ခွမ်းကျွန်တော်တို့တောင်မတက်တယ်အမတက်ပင်နေသူတွေဗျာဆက်တက်တယ်တောင်မတက်တယ်အမကျွန်တော်နှင်းနေရှိရနေရတော့လုံးဝမသွားတယ်ဘာလို့လဲဆိုတော့နှင်းတော့မှဆိုရကျွန်တော်အဲ့လိုကြီးအဆင်မပြေဘူးနှစ်ချက်တော့ပစိမ်းနဲ့ခုတ်တော့မသိဘူးရှောလိုက်တော့ဒါဟာဘယ်ထိလွင်သွားတော့ဟာအစားရရဘေးမလူဖြစ်နေတယ်စတောက်သေးရတယ်ဘယ်နာငါရှိတဲ့လာလားဘယ်နာမှာတော့လို့ဟိုလေးမှာရောက်တန်တော့တွေ့ဘာကြီးချီရကောင်းဒီပုံမှာနဲ့ဒီပဲ
ဒီနားလေးလည်းရှိုးလိုက်မမြင်ရတယ်ဘယ်နားမှလည်းမတည်ဘူးကိုကောင်ကဒီကြောက်ထဲမှာကျွန်တော်အဲ့ကြောက်ထဲတွေပဲတော့မဝင်ရင်ဘူးမနော်သိမှာဘူးလို့ကျွန်တော်ဒီလိုပုံစံနဲ့ဒီတောင်ဘယ်လိုယူရပါလဲကြော်ရဟာဘယ်နားမှာလဲဩဟိုးမှာနီးကြပါဟုတ်show ရမယ်။နောက်မှာတချင်းနေရှောက်နေတယ်။တချင်းနေရှောက်နေတယ်ပေါ့နော်။တချင်းနေရှောက်နေနော်ဒီရဲ့ဘေးရောက်လေဒီဟိုလေးကကျွန်တော်အနားကိုလည်းလာပြီးမထားဘူးဒီဖြစ်တာလားလို့ရောပါတယ်ဗီဒီယို record လုပ်ထားတာမေ့ပြီးဆဲထဲလိုက်ပြီးနေလုပ်တာ ਨੇ အဲ့တော့နားလေးပြီးစော့မယ်ဗီဒီယို record လုပ်ထားတာမေ့ပြီးနေငါကျွန်တော်အနည်းဆုံးဗီဒီယိုတစ်ပုဒ်ကို10မိနစ်လောက်စီပြီးလုပ်မယ်ပေါ့နော်ကျွန်တော်အဲ့လောက်ဒီတော့မှအချိန်သိမ့်မရှိဘူးပေါ့နော်ကျွန်တော်ညနေကျွန်တော်ဂိမ်းဆော့မယ်လားခေါ်နေကျွန်တော်ခဏနေ MLB လေးတင်မယ်ပေါ့နော် MLB ပါတီ MLB လေးဝင်ခဲ့ပါခဏလေး10မိနစ်ကြည့်ရင်လာခဲ့မယ်နေမခဏ MLB ဆော့တပါရှိ MLB ပါရရှိရတယ် MLB ဆော့တယ်ဒါလေးရပြီပေါ့နော်ဒါလေး Minecraft ကိုကြတော့စကူပေါင်မှာဆော့ရတာပေါ့နော်အခုလောလောဆယ်တော့ Minecraft ကိုနည်းနည်းများလေးဆော့ပြင်မယ်ဒီ video လေးကိုဒီတန်လိုင်းမထားရင်လို့ပေါ့နော်တချို့လူတွေဘယ်လိုလဲဆိုတော့ပါတူးတွေပါ3တွေပါလွတ်ပြီးတော့ပေါ့နော်အဲ့ပြီးရင်အဲ့ဒါကြီးတန်လိုင်းထားပေးခဲ့တာလေဆုံးတဲ့ထိမသိဘူးတန်လိုင်းထားပေးခဲ့ပါပေါ့နော်ကျွန်တော်တို့တို့မဟုတ်ဘူးရအောင်အဲ့တော့ဆုံးအောင်တင်ဟောဇွဲရှိတယ်ဆုံးအောင်တင်မှုပြောနေလောလောဆယ်တော့မသိအောင်ကြိုးစားနေရတာပေါ့နော်မတူရန်ကြုံမရှိရကိုစောက်သေးရတယ်ကျွန်တော်အေးအရှိရနဲ့တက်တက်လာမချဘူးအနောက်ကနေလာချောက်လန့်ပါဂျူးနဲ့လမ်းလျှောက်တိုင်ကြီးကြားလိုက်ရတာပေါ့နော်ကျွန်တော်တော့လန့်လာဟာတော့ပါဆဲမီတော့မပြည့်တဲ့တော့ဆဲမီတော့မပေါ့နော်ဟာကျွန်တော်အဲ့ဒီကူလေးတွေတိတ်မဝင်ဘူးရကူလေးတွေနဲ့ surprise ဆိုလာချင်ကျွန်တော်သိပါညဘက်ကြီးလည်းအဲ့လောက်အကြိုက်မနေရဘူးဒီကောင်လည်းညဘက်ဆိုပူကျန်းလာတာမသိဘူးပေါ့နော်ကျွန်တော်ရဲ့မောနဲ့ပတ်သက်ပြီးအဲ့လောက်ကြီးတိတ်မသိဘူးဒီကျုပ်တော်ဒီလောက်မသိရကျွန်တော်ညမဆိုပြောနေတယ် crafting တွေပဲတော့မ craft ဘူးကျွန်တော်လာပြီး crafting တွေပဲဘယ်လို craft လဲတဲ့လာမေးနေရပေါ့နော်ကျွန်တော်ဘယ်လောက်တောင်နုလိုက်လေ MLB ဟိုက MLB တော့ကျွမ်းရတယ်ပေါ့နော် MLB ကျွမ်းရတယ်သူကတက်ပလက်နဲ့သူကတက်ပလက်ကျွမ်းရတယ်ပေါ့နော်ကျွန်တော်ကဖုန်းကျွမ်းတာတက်ပလက်မကျွမ်း
နောက်17မိနစ်လောက်ပြည့်ပြီဆိုတော့ကျွန်တော်ဒီဗီဒီယိုရပ်ပါမယ်ကဲပရိသတ်တို့အားလုံးခဏနေကျွန်တော်ဗီဒီယိုရေးတော့မယ်ဒီဗီဒီယိုမရက်ခင်နေမှာကျွန်တော်ဘာလို့ကလဲလေးပါမပြောပြတတ်ဘူးလေနော်တခါတလေက One Piece ဘားဆိုင်တွေသွားကြည့်တာပေါ့နော် One Piece မှာဆိုရင်လည်းကိုယ့်ရဲ့လူစီကအမှအင်းမှုသားနဲ့ထိုးတက်လိုက်တာမတာပေါ်တော့ထိုးနေရလို့အားလုံးပဲနှုတ်ဆက်ပါတယ်ဘာပြောမှလည်းမသိဘူးနော်မေ့ပါလို့မှာပြောလာနှုတ်ဆက်ပါတယ်အော်အေးကောင်းလိုက်တယ်ကဲအားလုံးပဲ